နန်းတော်ထဲကနေတိတ်တဆိတ်ထွက်ပြေးဖို့အတွက်ဧကရာမင်းကြီးဟာကျင်ကွက်ထဲမှာပုန်းအောင်းခဲ့ပါတယ်နောက်တစ်ရက်မှာမိမဆိုးကအဲ့ဒီကျင်ကွက်ကိုတုံဖို့တဲထုတ်သွားတဲ့အခါအဆောင်တွေကနန်းနယ်လို့ထင်ပြီးစစ်တောင်မစစ်စေပဲဖျက်သွားခွင့်ပြုလိုက်ကြပါတယ်ဧကရာမင်းကြီးဟာအဲ့ဒီထဲမှာပုံပြီးခိုးထွက်သွားမှန်းသူတို့တွေကဘယ်သူမှမသိခဲ့ကြပေမဲ့သူဟာပြင်ပကဘာကိုရောက်သွားတဲ့အခါမှာတော့လေသူမတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်နောက်တစ်ရက်မနက်ခင်းမှာတော့မေတော်ကြီးအသက်လူနေရပြီဆိုတဲ့သတင်းကိုသူကြားလိုက်ရတာကြောင့်မထွက်ခွာခင်မှာသူမက်စီပြန်လာခဲ့မယ်လို့ကတိပေးခဲ့ပါတယ်10နှစ်တာအချိန်တွေကုန်ဆုံးသွားခဲ့ပြီးအဲ့ဒီအမျိုးသမီးဟာစာပေလေ့လာရတာကိုဝါသနာပါပြီးချစ်စရာကောင်းလာတဲ့ထက်မြက်တဲ့ကလေးလေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အဖေကဘယ်သူလဲဆိုတာဘယ်သူမှမသိကြတာကြောင့်သူတို့သားမိဟာအမြဲတမ်းနှိမ်ချအဆက်ခွဲတာကိုခံခဲ့ရပါတယ်ပြီးတော့အဲ့ဒီ10နှစ်ပတ်လုံးမှာလည်းဧကရာမင်းကြီးဟာသူမကိုရှာဖွေဖို့ဘယ်တော့မှမရက်နာခဲ့ပါဘူးနောက်ဆုံးတော့တနေ့မှာအဲ့ဒီကောင်လေးဟာနန်းတွင်းစာမှုပွဲဖြစ်ဆိုဖို့အတွက်နန်းတော်ထဲကိုရောက်ရှိလာခဲ့ပါတယ်ဧကရာမင်းကြီးဟာကောင်လေးရဲ့ရုပ်ရည်ကသူနဲ့တပုံစံနဲ့တူနေတာကိုမြင်ပြီးအံ့အားသင့်သွားခဲ့ရပါတယ်ရှမ်းရောင်ဆိုတာဘယ်သူလဲရှေ့ကိုတိုးလာပြီးငါကိုတော်ကိုအကြည့်ခံစမ်းကျောင်းသားရှမ်းရောင်ကဧကရာမင်းကြီးကိုဂါရဝပြုပါတယ်ဖေဟာမင်းကရှမ်းရောင်ဆိုတာလားဒီလောက်ငငယ်ရွယ်ရွယ်နဲ့ဒီလောက်တောင်ပါရမီပါလှချီလားအမိန့်တော်ပြန်တန်းထုတ်ပြန်လိုက်ငါကိုတော်ကရှမ်းရောင်ကိုဒီနှစ်ရဲ့ပထမကျော်အဖြစ်ခန့်အပ်လိုက်တယ်ဒါကဘလို့ဖြစ်နိုင်မှာလဲအဲ့ဒီအဖေမရှိတဲ့ကောင်ကတကယ်ပဲပထမကျော်ဖြစ်သွားတာလားကျွန်တော်လုံနိုင်ခဲ့ပြီကျွန်တော်တကယ်ပဲပထမကျော်ဖြစ်သွားပြီကျောင်းသားရှမ်းရောင်ကမင်းကြီးရဲ့ဂရုဏာတော်အတွက်ကျေးဇူးတင်ရှိပါတယ်ဖေဟာထလော့ခေါင်းမော်ဆန်းမင်းကိုငါကိုတော်တေချာကြည့်ပါရစေဦးငါသူ့ကိုတနေရာရာမှာမြင်ဘူးတလို့ခံစားနေရတယ်အဲ့ဒီအဖေမရှိတဲ့ကောင်ကပထမကျော်ဖြစ်သွားရင်ငါဘလို့လုံးအိမ်ပြန်ရဲတော့မှာလဲမဟုတ်ဘူးသူကပထမကျော်မဖြစ်တင်ဘူးမင်းရဲ့မိဘတွေကဘသူလဲဆိုတာငါကိုတော်သိချင်မိတယ်ဒီလောက်ထက်မြက်တဲ့ပါရမီရှင်မျိုးဖြစ်အောင်သူတို့ဘလို့များပြုစုပြောထောင်ခဲ့လဲငါတော့မင်းရဲ့အဖေကိုမနာလို့ဖြစ်မိတော့မလို့ပဲအရှင်မင်းကြီးကျွန်တော်မျိုးအရှင်မင်းကြီးကျွန်တော်မျိုးအရှုပ်တော်ပုံတစ်ခုကိုဖော်ထုတ်ချင်ပါတယ်ဖေဟာညီလာခံကမ်းမထဲမှာဘသူကစူညံတန်လုံးဝင်လာလဲအရှင်မင်းကြီးရှန်ရောင်ကပထမကျော်အရာနဲ့မထိုက်တန်ပါဘူးဖေဟာသူကအဖေမရှိတဲ့လမ်းဘေးကောင်ပါဖေဟာသူကနေမိတ်မကောင်းတဲ့သူပါဖေဟာသူကတရားမဝင်လင်ခိုးသားပါဖေဟာမင်းတို့ကသွေးနာထင်ရောက်လာချီလားအဖေမရှိတဲ့ကောင်ကိုပထမကျော်ဖြစ်ခွင့်ပေးရမယ်ဟုတ်လားဒါဆိုရင်ကြီးမြတ်တဲ့ရှိအိုနိုင်ငံတော်ရဲ့တိတ်ခါကဘယ်နာသွားထားရမှာလဲတရားမဝင်မွေးဖွားလာတာဟုတ်လားအရှင်မင်းကြီးကျွန်တော်မျိုးအဲ့ဒီလိုမဟုတ်ပါဘူးဖေဟာကျွန်တော်မျိုးကအဖေမရှိတဲ့ကောင်မဟုတ်ပါဘူးကျွန်တော်မျိုးရဲ့အဖေကခဏဖြုတ်ပဲထွက်သွားခဲ့တာပါသူကျွန်တော်တို့စီပြန်လာမှာပါမင်းကစင်ကြေပေးဝင်သေးတယ်ပေါ့လေမင်းအမေကလက်ထပ်ချင်းမရှိပဲယောက်ျားတစ်ယောက်နဲ့လိုက်ပြေးပြီးမင်းကိုမွေးခဲ့တာပဲမင်းကအဖေမရှိတဲ့ကောင်မဟုတ်ရင်ဘာကောင်လဲမင်းကမင်းရဲ့မိသားစုနာမည်ကိုတိတ်ခါချနေတဲ့ကောင်ပဲပါဇက်ပိတ်ဆန်ဟိုးတုန်းကလည်းငါကိုတော်နဲ့သူမဟာအဲ့ဒီပျက်စီးနေတဲ့တဲအိုပြက်ထဲမှာလက်ထပ်ချင်းမရှိပဲအတူတူရှိခဲ့ကြတာပဲသူမဟာလည်းဒီလိုမျိုးလှောင်ပြောင်စော်ကားတာကိုခံခဲ့ရတာလားဒါဟာကြီးလေးတဲ့ကိစ္စပဲငါတို့ပေါ်စားလို့မဖြစ်ဘူးအမိတ်တော်ဆင့်ဆိုလိုက်ရှန်ရောင်ရဲ့အမေကိုညီလာခံခန်းမှာလည်းဆင့်ခေါ်လိုက်စမ်းငါကိုတော်တိုင်းသူမကိုစစ်ဆေးမေးမြန်းမယ်ရှန်ရောင်ရဲ့အမေကိုအရှင်မင်းကြီးရှိတော်မှအခစားဝင်ဖို့ဆင့်ခေါ်လိုက်နာယီပေါင်းများစွာကြာသွားပြီဘာလို့အခုထိသတင်းမကြားရသေးတာလဲအမျိုးသမီးလူကအခုထိအိမ်မက်မက်နေတော့မဲလားညီရဲ့အဖေမရှိတဲ့ကောင်ကတကယ်ပဲပထမကျော်ဖြစ်လာနိုင်မယ်လို့ထင်နေတာလားအဲ့ဒီပွဲထူးကငါသားအတွက်ပဲငါသားကစာပေနဲ့မင်းလူဝင်စားလာတာဟဲ့ညီရဲ့အဖေမရှိတဲ့ကောင်ကဘလို့လို့အခွင့်အရေးရနိုင်မှာလဲသူမအပေါ်စကလုံးတွေဖြုံးတိမနေပါနဲ့ဝမ်ဟန်ထွက်လာတာနဲ့အဲ့ဒီကောင်ရဲ့ပထမကျော်ပွဲကပျောက်ဆုံးသွားတော့မှာပဲသူမကိုဒီမှာတင်မဲ့အဆက်ကွဲပါစေဦးတခင်ကြီးပြောတာမှန်ပါတယ်ဖေဟာအိုတခင်ကြီးသူတို့လာနေကြပြီလားနောက်ဆုံးတော့သူတို့ရောက်လာကြပြီဘသူကရှန်ရောင်ရဲ့အမေလဲကျမပါပဲမိမဆိုးမင်းကြီးကျမသားလေးသူကြီးကမေးဝင်သေးတယ်ပေါ့လေလက်မထက်ခင်ကိုဝင်ရပြီးမိသားစုကိုတိတ်ခါချတဲ့ဟာအရှင်မင်းကြီးကသူ့ကိုပထမကျော်ဖြစ်ခန့်အပ်တော်မလို့ပဲဒါပေမဲ့သူ့ရဲ့နောက်ကျောင်းကိုတီးသွားပြီးနောက်မှာတော့အရှင်မင်းကြီးဟာအလွန်ပဲအမျက်ဒေါသထွက်သွားခဲ့ပါတယ်မိမဆိုးမင်းကြီးဒါတွေအားလုံးကကျမရဲ့အဖြစ်တွေပါပဲဒါကျမတယောက်တည်းရဲ့အဖြစ်ပါဒါဟာရောင်အားနဲ့ဘာမှမဆိုင်ပါဘူးအရှင်မင်းကြီးကညီကိုညီလာခံကမ်းမထဲဝင်ဖို့ဆင့်ခေါ်နေတယ်အားခံရမှာပေါ့ညီရဲ့အဖေမရှိတဲ့ကောင်ကဒုက္ခမတပါဘာမှမဟုတ်ဘူးလို့ငါအမြဲပြောခဲ့တာပဲတခင်ကြီးသူမကစိမ့်ပြင်းပြင်းယောက်ျားတစ်ယောက်ကိုမျှခေါ်ပြီးအဖေမရှိတဲ့ကလေးကိုမွေးခဲ့တာအခုတော့အရှင်မင်းကြီးကအကုန်လုံးကိုတီးသွားပြီတို့ရဲ့ရှမ်းမိသားစုတစ်ခုလုံးလည်းဒီကိစ္စနဲ့ဆွဲသွင်းခံရတော့မှာပဲနင်ကတော့ကန်ဆိုးစေတဲ့မိန်းမပဲနင်ကအဖေမရှိတဲ့ကလေးကိုမွေးပြီးဆွေမျိုးတစ်စုလုံးကိုဒုက္ခပေးလိုက်တာပဲအခုချက်ချင်းပဲအထဲကိုဒူးထောက်ဝင်သွားပြီးအရှင်မင်းကြီးစီခွင့်လွှတ်ဖို့တောင်းပန်လိုက်စမ်းရောင်အမေကပဲမင်းကိုဒုက္ခပေးမိတာပါအမေတောင်းပန်ပါတယ်တားရဲ့သွားစမ်းမြန်လို့အမေတကယ်ပဲတားရဲ့ဘဝကိုဖျက်ဆီးမိလိုက်တာလားအမေကတားကိုအဖေမရှိတဲ့ကလေးဖြစ်အောင်လုပ်ခဲ့မိတာလားဒါပေမဲ့တားအမေကိုယုံကြည်ပေးရမယ်တားရဲ့အဖေကတို့သားအမေစီပြန်လာမှာပါ